WeChat app ကဘယ်လိုနေရာမျိုးတွေမှာအသုံးဝင်တာလဲဘာလို့အလွယ်တကူဖွင့်လို့မရတာလဲဆိုပြီးတော့မေးထားတဲ့အတွက်ကျွန်တော်တို့ဒီ WeChat application ကို2011ခုနှစ်မှာတရုတ်နိုင်ငံပိုင်တန်ဆန်ကုမ္ပဏီကစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်ဆက်စချင်းမှာတော့ Viber Telegram တို့လိုပဲစာတူပေးပို့မယ်ရုပ်ပုံတွေအသံဖိုင်တွေ video call တွေ voice call တွေရမယ်ဒါပေမဲ့ကျွန်တော်တဖြည်းဖြည်းနဲ့ upgrade လုပ်လာတဲ့အခါမှာတော့အခုဆိုရင်တော့ mobile payment ကျွန်တော်တို့စီမှာ KPay WePay တို့လိုပဲသူတို့စီမှာ Weixin Pay mobile payment တွေသုံးစွဲလို့ရလာမယ်ပြီးရင် online shopping တွေ mini game တွေပြီးရင် YouTube channel တို့လိုပဲ WeChat channel တွေဖွင့်ပြီးတော့ကျွန်တော် entertainment တွေပါလာတယ်အဲ့ဒီအတွက်သူတို့နိုင်ငံမှာတော့ဒီ WeChat application ကိုသူတို့ရဲ့ daily life super application လို့တောင်ခေါ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ meter base ဆောင်းတာမှအစပေါ့နော်အဲ့လို feature တွေကိုစုံစုံလင်လင်သုံးလို့ရတာဖြစ်တဲ့အတွက်သူတို့နိုင်ငံမှာတော့ 1.3 billion တောင်သုံးစွဲနေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နိုင်ငံရဲ့သုံးစွဲသူတွေရဲ့အသေးစိတ်လိုအပ်ချက်ကိုတည်တည်ချာချာလေးဆောင်ရွက်ပေးထားတာဖြစ်လို့မီတာဘေးဆောင်းတာတို့ပြီးရင် ticket booking တင်တာတို့မှအစအသေးစိတ်ပြည့်ပြည့်စုံစုံလုပ်ပေးထားတာဖြစ်တဲ့အတွက်အခု2025ခုနှစ်မှာဒီ WeChat သုံးစွဲသူက 1.4 billion ကျော်နေပြီဖြစ်ပါတယ်။အဲ့ဒီထဲမှာမှဒီတရုတ်နိုင်ငံသုံးစွဲသူကတော့ 1.3 billion ကျော်ရှိပါတယ်ခင်ဗျ။ပြီးတော့ကျွန်တော်တို့ဖွင့်ရတာဘာလို့ခက်ခဲနေတာလဲဆိုတော့ဒီ WeChat application ကအခြား app တွေနဲ့မတူပါဘူးဖွင့်ပြီဆိုရင်အကောင့်တစ်ခုဖွင့်ပြီဆိုရင်အကောင့်ဟောင်းကထောက်ခံချက်ပေးရပါတယ်အဲ့လိုထောက်ခံချက်ပေးတဲ့အကောင့်ကလည်းသတ်မှတ်ချက်တွေကန့်သက်ချက်တွေရှိပါတယ်ဘယ်လိုစည်းကမ်းမျိုးတွေနဲ့ကိုက်ညီမှာထောက်ခံလို့ရမယ်ပြီးရင်ဥပမာတစ်နှစ်မှာဆိုရင်တစ်ကြိမ်ပဲထောက်ခံလို့ရမယ်နှစ်ကြိမ်ပဲထောက်ခံလို့ရမယ်ထောက်ခံတဲ့အချိန်မှာလည်းဘယ်လိုအရေးသွေးတွေနဲ့ပြည့်စုံမှထောက်ခံလို့ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေအများကြီးဖြစ်ပါတယ်ဗျအဲ့ဒါမလို့အလွယ်တကူဖွင့်လို့မရခြင်းဖြစ်ပါတယ်WeChat app ထဲကိုအခုကျွန်တော်တို့သွားပြီးတော့နမူနာကြည့်လိုက်ရအောင်ဒါကတော့ကျွန်တော်ရဲ့ WeChat account လေးပဲဖြစ်ပါတယ်ဗျဒီမှာကျွန်တော်တို့ဒီအပေါ်ဆုံးမှာတော့ Pay and Service ဆိုတာပေါ်တယ်နော်အဲ့ဒီနေရာကခုနကျွန်တော်ပြောခဲ့တဲ့ဒီကျွန်တော်စီမှာဆိုရင်တော့ KPay WePay လို့လိုပဲနော်အဲ့ဒီမှာကျွန်တော်တို့ဒီရွမ်ငွေတွေထည့်ပြီးတော့payment တွေပေါ့နော် meter base ဆောင်းတာတို့အဲ့လို payment မျိုးတွေဒါမှမဟုတ်ကျွန်တော်ဈေးဝယ်တာတို့အဲ့ဒါမျိုးတွေအတွက်သုံးလို့ရပါတယ်ပြီးရင်သူ့အောက်က favorite ဆိုတာကတော့ဒါကျွန်တော်အကြောင်းအရာတစ်ခုခုကိုเนาะမှတ်သားခြင်းတဲ့အခါမှာ favorite မှာတင်ပြီးတော့မှတ်ထားတာဖြစ်ပါတယ်အောက်က my post ဆိုတာကတော့ကျွန်တော်တို့ TikTok YouTube တို့မှာလို့ကိုယ့်ရဲ့ status တွေပုံတွေ video တွေကိုမျှဝေတဲ့နေရာဖြစ်ပါတယ်ဒီအောက်က sticker gallery ဆိုတာတော့ sticker တွေ down တဲ့နေရာဖြစ်ပါတယ်အောက်က setting